audio channel လူချင်းမင်းလက်ဆောင်ပေးရန်အတွက်ကော်ဖီကွက်ရှာနေပါလားဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့လူချင်းမင်းတို့လက်ဆောင်ပေးလို့ကောင်းတယ်ချစ်ခင်ရတဲ့မိတ်ဆွေတွေကက်စတမာတွေကိုလူချင်းမင်းတို့ရဲ့အမှတ်တရနေ့တွေမှာလူချင်းမင်းတို့ကိုယ်ပိုင်လူကိုနဲ့လက်ဆောင်နဲ့ပေးလို့ကောင်းတယ်အသုံးပြုလို့လည်းကောင်းတယ်ကော်ဖီတမ်ပလာလေးပဲဖြစ်ပါတယ်ဒီကော်ဖီတမ်ပလာကတော့ကျွန်တော်တို့350 ml ဖြစ်ပါတယ်ဒီကော်ဖီတမ်ပလာကတပူးပေါ်မှာ2000ခွဲချက်ဖြစ်မှာလို့ရမှာဖြစ်ပါတယ်အယောင်ကတော့အဖြူရောင်နဲ့အမဲရောင်2ရောင်ရရှိပါမယ်ယခုလုပ်ပေးထားတာကတော့ logo ကတော့ကျွန်တော်တို့ DT ရဲ့ printing ကိုအသုံးပြုပေးထားတာဖြစ်ပါတယ်တကယ်လို့ DT ရဲ့ printing မကတ်ချင်ဘူးကျွန်တော်တို့ laser ပဲထွင်းချင်တယ်ဆိုရင်ဒီကိုကြိုက်နှစ်သက်တဲ့နေရာမှာ laser ထွင်းလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့အထဲထဲကစတီးရဲ့အသားဆိုရင်3 volt steel မျိုးစာကိုအသုံးပေးထားတယ်ဒါကြောင့်ကျွန်တော်တို့အပူကိုကြကြခံနိုင်မှာပဲဖြစ်ပါတယ်logo ဒါကတော့တစ်ဖက်ရိုက်ထားပြီးတာပါနှစ်ဖက်ရိုက်ချင်တယ်ဆိုရင်ရိုက်နေလို့ရမှာဖြစ်ပါတယ်ရေအတွက်အနေများဖို့မူတည်ပြီးတော့ဈေးနှုန်းအပြောင်းလဲဖြစ်မှာယူနိုင်ပါဖြစ်ပါတယ်။ဒါမျိုးပစ္စည်းတွေကိုမှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့7 media ကိုဆက်သွင်းနိုင်ပါတယ်။